American နဲ့ Israel ပေါင်းပြီးတော့ Iran ကို attack လုပ်လိုက်ပါဘူးအဲ့ဒီ operation ကိုနာမည်ပေးထားတာကတော့ Operation Epic Fool လို့နာမည်ပေးထားပါတယ် We are going to destroy their missiles and raise their missile industry to the ground. It will be totally again obliterated. Iran နိုင်ငံတဝိုင်းကိုအကြီးကျယ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ် Iran ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Ali Tullah ဟာသူ့ရဲ့နေအိမ်အတွင်းတိုက်ခိုက်ခံရမှုကြောင့်တည်ဆုံသွားပြီလို့ Iran နိုင်ငံရဲ့ channel တစ်ခုကအတည်ပြုထားပါတယ် حضرت آیت الله العظما سید علی حسینی خامنه ای در راه سربلندی حرم جمهوری اسلامی ایران شهد شهید گوارای شهادت را نوشیدند Iran ကလည်းတောက်ပြန်တဲ့အနေနဲ့ Israel နိုင်ငံတည်းမကပဲ American စခန်းတွင်ရှိတဲ့ UAE, Dubai, Qatar, Kuwait နိုင်ငံတွင်ကိုပါဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ Dubai လေဆိပ်မှာ flight တွေအကုန်လုံး cancel ဖြစ်ပြီးတော့ခဏတာ Dubai လေဆိပ်ပိတ်ခံရပါပြီ။မြို့ပေါ်မှာဒုံးကြီးအပိုက်အစတွင်ကြာရောက်တဲ့အတွက်မီးလောင်မှုတွေနဲ့ထိခိုက်မှုတွေရှိခဲ့ပါတယ်။အရှိအလဲပိုင်းဟာကဘာရေနဲ့အဓိကထွက်တဲ့ data ဖြစ်တာကြောင့်ဒီစစ်ပွဲကြောင့်ရေနံဈေးတွင်တက်လာနိုင်ပါတယ်။ကဘာတဝမ်းမှာကုန်ဈေးနှုန်းကြီးမြင့်မှုကိုဖြစ်စေနိုင်ပါတယ်။ Iran ကကဘာရေနံတွင်ပို့ရမှာအဓိကလမ်းကြောင်းဖြစ်တဲ့ Strait of Hormuz ကိုပိတ်ဆို့လိုက်မယ်ဆိုရင်နိုင်ငံတကာကုန်သွယ်ရေးအတွက်ကြီးမားတဲ့အခက်အခဲဖြစ်လာနိုင်ပါတယ်။အင်အားကြီးနိုင်ငံတွေကတခြားနိုင်ငံတစ်ခုရဲ့အာဏာရှင်ကိုဖယ်ရှားပြီးတော့ဒီမိုကရေစီယူဆောင်ပေးမယ်ဆိုတဲ့အကြောင်းပြချက်ကိုဝင်ရောက်ကျူးကျော်တာအမြဲတမ်းအောင်မြင်လေးမရှိပါဘူး။အရင်ကအီရတ်ဆောက်ဒမ်ဟာစီမ်နဲ့အီဘရာတို့မှာဖြစ်ခဲ့တဲ့လိုမျိုးခေါင်းဆောင်တွေကိုဖယ်ရှားလိုက်မယ်ဆိုရင်နိုင်ငံအတွင်းမှာမတည်ငြိမ်မှုတွေအကြမ်းဖက်မှုတွေပြည်သူတွေပုံမဆင်းရဲဒုက္ခရောက်တာမျိုးဖြစ်လာနိုင်ပါတယ်။စစ်ပွဲရဲ့ဆိုးကျိုးတွေဟာတိုက်ခိုက်တဲ့နိုင်ငံတွေမကပဲကမ္ဘာတဝန်းလုံးကပြည်သူတွေရဲ့စာဝတ်နေလုံခြုံရေးကိုပါကြီးမားစွာထိခိုက်စေတာကြောင့်မိမောင်ထုတ်ပြနေတာပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့တော့ပါပဲ။